အာလိုဘဲမင်္ဂလာပါမြန်မာနိုင်ငံထုတ်မြန်မာနိုင်ငံက KB နဲ့ပတ်စံထုတ်လို့ရမယ် APP လေးအတက်တစ်ခုပဲဖြစ်ပါတယ်ဂိမ်းစောစရာမလိုလူခေါ်စရာမလိုပဲနဲ့ဘာအရင်ဒီမှလက်ပေးစရာမလိုပဲနဲ့ပတ်စံဆောင်လို့ရမယ်မြန်မာနိုင်ငံထုတ် APP လေးတစ်ခုဖြစ်ပါတယ်ဒီအကြောင်းအရာအသေးစိတ်နဲ့ငွေစာနီးငွေထုံးနီးကိုလည်းကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်တာကြောင့်မလို့ကျွန်တော်နဲ့အတူဗီဒီယိုလေးကို like subscribe လေးနှိပ်ပြီးတော့အစုံတီးကြည့်လိုက်ရအောင်โอเคကျွန်တော်အခုပြောပြပေးမယ် APP လေးကားဆိုရင်လူတာလာ APP လေးပေါ့နော်ဒီလူတာလာ APP လေးကားဆိုရင်မြန်မာနိုင်ငံကထုတ်လုပ်ထားတဲ့ APP လေးပဲဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့မန္တလေးကထုတ်လုပ်ထားတဲ့ APP လေးတစ်ခုဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်တို့ကဒီမှာလူတာရဒီ APP လေးကို download ရယူမယ်ဆိုရင်ဒီ Google Play Store မှာပေါ့နော်ဒီ APP လေးကိုအလွယ်တကူ download ဆွဲလို့ရမှာပဲဖြစ်ပါတယ်ဒီ APP လေးကိုကျွန်တော်တို့အသုံးပြုမယ်ဆိုရင်ဖုန်းထဲမှာစီတဲ့ APP လေးတစ်ခုကိုကျွန်တော်တို့ကချိန်ဆက်ပေးထားရမှာပေါ့နော်ဒီဝမ်းလေးလောက်ပဲကအတုပ်ပြုလို့မရပါဘူးတခြား VPN လေးတွေကိုအတုပ်ပြုပေးဖို့အကြံပေးခြင်းပါတယ်โอเคကျွန်တော်ကတော့ဒီမှာအဆက်ပြရကျွန်တော်ဒီ VPN လေးတစ်ခုကို connect လုပ်ပေးလိုက်မယ်ပေါ့နော်ကိုလူတို့ကဖုန်းထဲမှာစီတဲ့ VPN လေးကို connect လုပ်ပေးထားမှသာဒီ APP လေးကိုကျွန်တော်တို့စတင်အတုပ်ပြုလို့ရမယ်ပေါ့နော်ဒီ APP လေး download ဆွဲပြီးတော့ကျွန်တော်တို့ရဲ့ဖုန်းဆက်ခွေလေးထက်ကိုရောက်စီလာပြီဆိုရင်ဒီကောင်လေးထက်ကိုတစ်ချက်ဝေးလိုက်ပေါ့နော်โอเคဝေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာခဏလေးစောက်ပေးလိုက်ပါကျွန်တော်တို့ဒီလိုစာမျက်နှာလေးကိုရောက်စီလာမယ်ပေါ့နော်ဒီတကယ်လို့ဘူးပေးမခံထားဘူးဆိုရင်ကျွန်တော်တို့ကဒီထက်ကိုလောဝယ်လို့ရမှာမဟုတ်ပေါ့နော်ဟုတ်ပြီဒီနေရာလေးကိုရောက်လာပြီဆိုရင်ကျွန်တော်တို့ကဒီအာက profile ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဟုတ်ပြီ profile ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာအကောင့်ပြုလုပ်ပေးရမယ်ပေါ့နော်အပေါ်မှာဆိုရင် site အောက်မှာဆိုရင်ကျွန်တော်တို့က register ပေါ့နော်ဒီအာက register ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ဟုတ်ပြီဒီလိုနှိပ်ပြီးလိုက်ပြီဆိုရင်ပေါ့နော်ကျွန်တော်တို့အပေါ်မှာအသုံးပြုမဲ့နာမည်လေးကိုကျွန်တော်တို့တစ်ချက်ထည့်ပေးရမှာဖြစ်ပါတယ်အောက်မှာဆိုရင်ကျွန်တော်တို့အသုံးပြုမဲ့ Gmail လေးတစ်ခုကိုထည့်ပေးရမှာပေါ့နော်ဒီအောက်မှာဆိုရင် password ပဲဖြစ်ပါတယ်ဒီအောက်က refer code ဆိုတဲ့နေရာလေးမှာပေါ့နော်ကျွန်တော်ပေးထားတဲ့ဒီ code လေးကိုထည့်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီအောက်က register ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဒီ account ပြုလုပ်ခြင်းကအောင်မြင်သွားပါလိမ့်မယ်ပေါ့နော်အောင်မြင်သွားပြီဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ဆက်အနေနဲ့ sign in လုပ်ပေးရမှာပေါ့နော် okay ကျွန်တော်တို့ဖွေးခဲ့တဲ့ဒီ Gmail လေးကိုဒီနေရာလေးမှာထည့်ပြီးတော့ဒီအောက်မှာဆိုကျွန်တော်တို့ဒီထည့်ခဲ့တဲ့ password လေးကိုထည့်ပေးပြီးတော့ပေါ့နော်ကျွန်တော်တို့ကဒီမှာ sign in ဆိုတဲ့နေရာလေးကိုတစ်ချက်ဝေလိုက်မယ်ဆိုရင်ဒီ APP လေးကိုစတဲ့အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီ APP လေးကိုစတဲ့အသုံးပြုမဲ့ဆိုရင်ဒီအောက်မှာတူပေးထားတဲ့ website တွေအများကြီးမြင်တွေ့ရမယ်ပေါ့နော်ဒီကောင်လေးတွေကတနေ့ကိုတူဟာဒီအခါ20ပဲပေးထားတဲ့ပေါ့နော်โอเคကျွန်တော်တို့ကအခါ20တမကကျွန်တော်တို့ဒီအခါ30 40အများကြီးရအောင်လုပ်လို့ရတယ်ပေါ့နော်โอเคဒီမှာဆိုရင်ကျွန်တော်ဥပမာအနေနဲ့ဒီ website တစ်ခုကိုကျွန်တော်ဝေပြမယ်ပေါ့နော်โอเคဒီ website လေးတွေကိုကျွန်တော်တို့ဝေလိုက်မယ်ဆိုရင်ဒီမှာကြော်ညာလေးတက်လာပြီဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့အမှားလေးနှိပ်ပေးလိုက်ပါဒီအောက်ကိုလည်းလေးဆွဲချပေးလိုက်ပေါ့နော်ဆွဲချပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီအောက်ဆုံးကိုပေါ့နော်ဒီမှာဆိုကျွန်တော်ကကလိတ်ယူထားပြီးမို့လို့ကျွန်တော်ကယူလို့မရဘူးပေါ့နော်โอเคနောက်ထပ်တစ်ခုကျွန်တော်ပြပေးမှဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်ဒီကောင်လေးထက်ကိုတစ်ချေဝေမယ်โอเคဝေလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီအောက်ဆုံးကိုဆွဲချပေးလိုက်ပေါ့နော်ဒီအောက်ဆုံးကိုဆွဲချပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာကလိတ် UR point ဆိုတဲ့နေရာလေးမြင်တွေ့ရမှာပေါ့နော်ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့โอเคဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီနေရာလေးကိုရောက်စီလောက်မှဖြစ်ပြီးတော့ဒီမှာကျွန်တော်တို့ကဒီမှာဆိုရင်ပေါ့နော်ကျွန်တော်တို့က file ယူဖို့အတွက်ကျွန်တော်တို့ asset အနေနဲ့ပေါ့နော်ဒီနေရာလေးကိုနှိပ်ပေးပါဆိုပြီးတော့သူကပြောထားကြည့်ပဲဖြစ်ပါလိဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ okay ဒီကောင်လေးကပေါ့နော်ကျွန်တော်တို့ကြော်ညာအနေနဲ့ကြည့်လို့ရတယ်ပေါ့နော် okay နောက်ထပ် asset အနေနဲ့ကျွန်တော်တို့ဒီအောက်မှာဆိုရင်နောက်ထပ်တစ်ဆက်အနေနဲ့ကျွန်တော်တို့ဒီအောက်မှာဆွဲခဏလေးစောက်ပေးပါပေါ့နော်ကျွန်တော်တို့ဒီကောင်လေးကိုခဏလေးစောက်ပေးလိုက်ပါခဏလေးစောက်ပေးလိုက်ပြီးဆိုတာနဲ့ဒီကောင်လေးကိုကျွန်တော်တို့နှိပ်ခွဲရမှာပေါ့နော်ဒီမှာအဆက်နှင်းအနေနဲ့ကျွန်တော်တို့ဒီကောင်လေးကိုထပ်မံနှိပ်ပေးလိုက်ပါโอเคနှိပ်ပေးလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ထပ်မံစောက်ပေးလိုက်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီနေရာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ point ယူပါဆိုပြီးတော့သူကဒီမှာပြောထားခြင်းပဲဖြစ်ပါလေဒီကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ point လေးတွေရယူလိုက်ပါโอเคကျွန်တော်တို့ဒီအောက်မှာဆိုရင် clay UR file ဆိုတဲ့ဒီကောင်လေးပေါ်လာမယ်ပေါ့နော်ပေါ်လာပြီးဆိုရင်ဒီကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ point လေးတွေရယူလိုက်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်က2 point ရရှိတာပဲဖြစ်ပါတယ်ဒီအောက်က cross ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့အပြေကိုပြန်ရောက်သွားပါလိမ့်မယ်ပေါ့နော်ပြန်ရောက်သွားပြီဆိုရင်ဒီ website လေးတွေကျွန်တော်တို့ဒီလိုကလေးတစ်ချက်နှိပ်ပေးလိုက်ရုံနဲ့ point လေးတွေစောက်ပေးလို့ရတယ်ပေါ့နော်ဒီ point လေးတွေကိုကျွန်တော်တို့ကဒီ KB နဲ့ပတ်စပ်ပြန်လဲထုတ်လို့ရတယ်ပေါ့နော်ဒီ point တစ်ခုကိုကျွန်တော်တို့ကမြန်မာငွေ3ချမ်းနဲ့ညီမျှမှာဖြစ်ပါတယ် point 300ပြီးတာလဲကျွန်တော်တို့ကပတ်စပ်စတဲ့ထုတ်လို့ရပြီပေါ့နော် okay ဒီအကြောင်းအရာအသေးစိတ်ကို
ကိုနားလည်မယ်လို့ထင်ပါတယ်။ Okay ကျွန်တော်တို့ဒီ archive flow file ဆိုတဲ့နေရာလေးကိုတစ်ချက်ဝေပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့က refer လုပ်လို့ရမယ်ပေါ့နော်ဟုတ်ပြီဒီအကြောင်းအရာအသေးစိတ်ကိုနားလည်သိရှိမယ်လို့ထင်ပါတယ်အောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ဒီတနေ့ကိုပေါ့နော် point 3ရအောင်ဘယ်လိုလုပ်လို့ရမလဲရရှိလာတဲ့ point လေးတွေကိုကျွန်တော်တို့ပတ်စံထုတ်လို့ရအောင်ဘယ်လိုလုပ်လို့ရမလဲဆိုတာလေးကိုကျွန်တော်နဲ့အတူနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်